ဖူးစာရှင်ကဘယ်ဆိုတီရဲ့ဆိုင်နေရလဲဆိုတာကိုသိချင်လားအားလုံးပဲမင်္ဂလာပါရှင်တယ်ရပိုင်းအီမီကိုကနေကျေးဇူးလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကိုတော့ကို့ဖူးစာရှင်ကဘယ်လိုဆိုတီရဲ့ဆိုင်နေမှာပါမလဲပေါ့နော်ဒါလေးကတော့ပိုင်း1ပိုင်း2ပိုင်း3ပါရှင် personal reading မေးချင်တဲ့သူတွေထဲတော့မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ်ဖူးစာရှင် package လေးလေးတည်တံ့ခွဲပြီးတော့ရောင်းပေးပါတယ်နော်ဖူးစာရှင် package လေးလေးမေးချင်လာပြီးတော့ချက်ပေါက်မှာစုံစမ်းလို့ရပါတယ်ပိုင်ဝမ်လေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်ဝမ်လေးရဲ့ဖူးစာရှင်က Aries Leo Sagittarius Capricorn Scorpio အဲ့လိုမျိုးလေးဖြစ်ဖို့များတယ်သူကဘလို့အခြေအနေမျိုးမှာမဆိုလက်မလျှော့ပဲနဲ့စူးစမ်းတတ်တဲ့သူမျိုးဖြစ်တယ်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာရောပေါ့နော်တည်ငြိမ်ရင့်ကျက်တဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့ပုံစံကပဲလူတစ်ယောက်ကိုလွှမ်းမိုးနိုင်တဲ့အနေအထားမျိုးရှိတယ်အောင်မြင်မှုနောက်ကိုလိုက်တက်တဲ့သူမျိုးလူအများကြားထဲမှာထင်ပေါ်ကျော်ကြားတဲ့သူမျိုးဖြစ်လိမ့်မယ်သူ့ရဲ့စိတ်နေစိတ်ထားကတော်ရုံတန်ရုံအပေါ်ရန်အလှပတွေကိုတိတ်ပြီးတော့မကြိုက်ဘူးတခုခုကိုဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်လည်းအရန်ကိုစဉ်းစားချင့်ချိန်တတ်တဲ့သူမျိုးဖြစ်ဖို့များတယ်လူတိုင်းကိုအလွယ်တကူရင်းနှီးခွင့်မပေးသလိုသူ့ရဲ့ inner cycle တွေကိုဝင်ဖို့အတွက်ကလည်းတော်တော်လေးကိုခက်ခဲလိမ့်မယ်လို့မြင်တယ်ETA ဆက်တော့ဖြစ်တယ်ဒါပေမဲ့တကယ်ကြတော့သူကဘယ်ရာမှန်လဲဘယ်ရာအကျိုးရှိမလဲပေါ့နော်အဲ့ဒါမျိုးအမြဲတမ်းချိန်ဆနေတဲ့ပါနှက်တဲ့သူပါသူ့ရဲ့ပုံစံကလေတကယ်ကို luxury ဆန်ပြီးတော့ကာကွယ်ပေးနိုင်တဲ့ပုံစံမျိုးတွေ့ရတယ်ပိုင်ဝမ်းလေးအပေါ်မှာပိုင်စိုးပိုင်နေကတော့လုံမှာဆရာလုံးမဲ့သူမျိုးပေါ့နော်ဒါပေမဲ့လူလေသေးမရှိအောင်ထားမှာနော်စကားတွေအလှပတွေအပေါ်ရန်တွေထက်လက်တွေ့ကြကြလိုအပ်တဲ့ဟာတွေအကုန်လုံးကိုဖြည့်ဆည်းပေးချင်တာရှိကနေမမမမနဲ့ကာကွယ်ပေးချင်တာကသူ့ရဲ့ love language ဖြစ်ပါလိမ့်မယ်ပေါ့နော်ပိုင်ဝမ်းလေးအားလုံးပဲဂျင်းနဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးရဲ့ဖူးစာရှင်က Libra တို့ Taurus တို့ Virgo တို့ Gemini Aquarius အဲ့လိုသမားတွေဖြစ်ဖို့များတယ်သူ့ကိုကြည့်လိုက်လို့ရှိရင်မြင်ချင်းမာရင်တန့်ပြန်ပြီးတော့ smart ကြတဲ့ရုပ်ရည်မျိုးရှိတယ်အမှားအမှန်ကိုပြက်ပြက်သားသားခွဲခြားတတ်တဲ့သူမျိုးစီးစနစ်အရန်ကြတယ်လူမှုပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းမျက်နှာပွင့်စမ်းပွင့်တဲ့သူမျိုးဖြစ်တယ်ဂုံကြက်တီရှိတဲ့နေရာတစ်ခုပေါ့နော်ဒါမှမဟုတ်ရင်ဩဇာအာဏာရှိတဲ့ယာတုတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူဖြစ်လိမ့်မယ်သူကဆွဲဆောင်မှုအပြည့်ရှိတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ confidence level က so high ပေါ့နော်အဲ့လို energy မျိုးနဲ့မွေးဖွားလာတဲ့သူမျိုးသူရောက်နေရာမှာပေါ့လူတိုင်းရဲ့အာယုံစိုက်မှု attention ကိုရတတ်တယ်ပေါ့ကွယ် popular ဖြစ်တဲ့သူတယောက်ပါစိတ်အားထက်သန်မှုရှိတယ်လွတ်လပ်မှုကိုမျက်နှာတယ်ပြီးတော့အရန်ကို creative ဖြစ်တဲ့အဲ့လို boss energy မျိုးကိုခံစားရတယ်သူ့အနားမှာရှိလို့ရှင်ပိုင်တူးလေးရပါအမြဲတမ်းစိတ်လှုပ်ရှားတက်ကြွနေရလိမ့်မယ်ပေါ့နော်သူကပွင့်လင်းတယ်ရိုးသားပြီးတော့ပြတ်သားတဲ့ personality မျိုးရှိတယ်ပေါ့နော်သူချစ်ပေးတဲ့ပုံစံကအဲ့လိုမျိုးအတူတူစူးစမ်းကြမယ်အတူတူတိုးတက်ကြမယ်ပေါ့နော်အနာဂတ်မျှော်လင့်ချက်တွေမျှော်မှန်းချက်တွေရည်မှန်းချက်တွေကြီးကြီးမားမားအတူတူထားကြတာပေါ့နော်ပိုင်တူးလေးကိုသူကသူ့ဘဝရဲ့လက်တွဲပေါ်အဖြစ်သတ်မှတ်ပြီးတော့အဲ့လိုမျိုးခရီးတွေပါသွားခြင်းတယ်ခွဲသိလားနိုင်ငံတကာကိုရှောက်သွားခြင်းတယ်အဲ့လိုမျိုးအကြီးစားဘယ်လိုပြောရမလဲတွေးတွေသူ့ရဲ့အတွေးတွေကအရင်ကိုစိတ်ကူးရင်လိုမျိုးအဲ့လိုမျိုးသူ့အတွေးတွေကအဲ့လိုပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့သူချစ်ပေးတဲ့ပုံစံကပိုင်တူးလေးကိုအမြင့်ဆုံးရအောင်လို့ support လုပ်ပေးတဲ့ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်ပိုင်တူးလေးနဲ့အတူတူလက်တွဲပြီးတော့ကဘာပတ်ချင်တဲ့ဆန္ဒကြီးလည်းသူ့မှာရှိတယ်လို့မြင်ပါတယ်ပိုင်တူးလေးအားလုံးပဲဂျင်းနဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ပိုင်တူးလေးတွေကိုရွေးတဲ့သူများလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုင်းနေရအများကြီးတွေ့ရတယ်ပိုင်တူးလေးရဲ့ဖူးစာရှင်ကTaurus Leo Scorpio Aquarius Pisces ပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုက Sagittarius ဒါတွေဖြစ်နိုင်တယ်သူကဘဝမှာပြည့်စုံမှုတစ်ခုရထားပြီးသားသူဖြစ်တယ်ဒါမှမဟုတ်ရင်နယ်ပယ်တစ်ခုမှာထိတ်ဆုံးနေရာကိုရောက်နေပြီးသားသူဖြစ်တယ်ပေါ့နော်နိုင်ငံခြားနဲ့ဆက်သွယ်ပြီးတော့အလုပ်လုပ်နေရတဲ့သူမျိုးဒါမှမဟုတ်ပညာရေးချင်းတွေဒီယာတူးတွေဂုံတူးတွေဂုံရှိန်တွေကအရန်မြင့်မားတယ် profile အရန်ကောင်းတဲ့သူမျိုးတွေကဖြစ်လိမ့်မယ်ပေါ့နော်သူကတကယ်ကိုအောင်းနိုင်သူတယောက်ရဲ့ energy မျိုးဒီမှာကြည့်လိုက်ပါအောင်အောင်းနိုင်သူတယောက်ရဲ့ energy မျိုးကိုတွေ့ရတယ်လူအများရဲ့
လေးစားအားကြမှုကိုခံရတယ်ဘယ်သွားသူက spotlight အောက်မှာရှိနေတဲ့သူမျိုးပေါ့နော်ကိုယုံကြည်မှုအပြည့်ရှိတယ်အောင်မြင်အောင်လဲလုပ်တယ်အောင်မြင်မှုကိုလည်းတန်ဖိုးထားတယ်ပိုင်သွေးလေးအတွက်ကတော့တကယ်ကိုဂုဏ်ယူရမယ့်ဖူးစာရှင်မျိုးဖြစ်လိမ့်မယ်သူချစ်တဲ့ပုံစံကလေအရန် protective ဖြစ်တယ်ဒီမှာကြည့်လိုက်တခါလေကြာရင်လည်းပိုင်ဆိုးပိုင်နေဖြစ်တယ်ပိုင်သွေးလေးကိုဘယ်သူမှမပေးနိုင်ဘူးပေါ့သူဟာပါပေါ့နော်အဲ့လိုမျိုးအထိမခံမဲနဲ့မြင့်နုံနဲ့တိတ်ဆဲထားခြင်းတဲ့ပုံစံမျိုးပေါ့စကလုံးတွေထက်လက်တွေ့ကြတဲ့ stability ကိုအဓိကထားတယ်ပိုင်ဆိုင်မှုတွေငွေကြေးချမ်းသာမှုတွေကိုလည်းပိုင်သွေးလေးအတွက်ပဲတီးသက်ပုံအောပြီးတော့ပေးချင်တာပေါ့ဒါကသူ့ရဲ့ love language ဖြစ်မှာပေါ့နော်အချစ်ရေးမှာသစ္စာရှိမယ်တည်မြဲမယ်ပေါ့နော်ပိုင်သွေးလေးကိုသူ့ဘဝရဲ့နောက်ဆုံးလက်တွဲပေါ်အဖြစ်ခိုင်ခိုင်မာစုပ်ကိုင်ထားမယ့်ပုံစံမျိုးမှာတော့တွေ့ရတယ်ပိုင်သွေးလေးအားလုံးပဲဂျင်းနဲ့ကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်